ရှေ့ကနက်တွေအကုန်မပါကဲကျွန်တော်ကတော့2010စပိန်သင်းကမ္ဘာဖလားလမ်းကြောင်းမှာရေးပခဲ့တဲ့ legend player 3ယောက်ပေါက်ကြီးတော့လိုက်မယ်ကွိုင်းကတော့3130ရှိတယ်ဖြစ်နိုင်လားဆိုတော့ကျွန်တော်မသိဘူးကန်ကောင်းရင်တော့ရမှာပေါ့ဗျာ3130ကစပြီးတော့လိုက်အောင်တီးမယ်ရှေ့ကနက်တွေအကုန်မပါဘာညာလေးပေါ့ဗျာသူများတွေလုံးသလိုမျိုးအမျိုးတွေဒီလိုမျိုးတွေဝင်လိုက်ဟိုကကြည့်လိုက်ဒါကြည့်လိုက်ဟုတ်လားတော့မသိဘူးကျွန်တော်သူများတွေလောက်တာမြင်တာဒီမျိုးလေးဟိုကကြည့်လိုက်ဒါကြည့်လိုက်ကဲပထမဆုံး100လေးနဲ့မြန်ပေးမလား100လေးနဲ့မြန်ပေးမလားမပေးဘူးဘာကောင်းညုံနံပါတ်8ဘာကောင်းတော့ဘာကောင်းလဲမိုလန်းကြားဘူးမသိဘူးကျွန်တော်100လေးနဲ့ပဲနောက်100လေးနဲ့ပဲ CNF Javi Muno ကြားဘူးအောင်ကွာအဲ့ဒီတော့ပါ please right win Andre Martin 3อ่ะกว่าကွိုင်းကဲ3ကလှည့်ပြီးသွားပြီဆိုတော့နောက်3ကမဟုတ်4ကလှည့်ပြီးသွားဆိုတော်ပြီ4ကလှည့်ပြီးသွားဆိုတော်ပြီကျွန်တော်900လေးနဲ့ကျွန်တော်နည်းနည်းလေးဘာလေးကန်ဆန်းကြည့်မယ်နော်900လေးနဲ့ first time လေး please yeah ဘာစီလိုနာရဲ့ AMF အမလေး standard ကတ်တယ် standard player 10ရောက်ဒန်နီအိုမိုပြောစရာတော့မကောင်းဘူးနော်နောက်900နဲ့ထပ်ချမယ်ဗျာနောက်900နဲ့ထပ်ချမယ်ဗျာရွှေအောင်တွေတော့လက်နာပဲဘာကောင်းကြီးတော့စပိန်ရွှေအောင်တွေတော့လက်နေတာပဲအာဂါဗီရဲ့ highlight ကလေးပေးတယ် brother တို့ရဲ့ရွှေအောင်တွေလက်နာလို့ Iniesta များလားလို့ဟာကဲနောက်ဆုံးပြဒီ coin 900ကုန်ပြီဗျကဲလောက်ပါတယောက်ဒေါင်းတော့ပေးပါ please လက်ပတ် Grimando တဲ့ဟာ3000 coin 3000ကျော်တော့ကုန်သွားပြီဗျာမြန်မာငွေနဲ့ဆိုရင်တော့1,200,000လောက်ကုန်သွားတယ်တကောင်းမှမရခဲ့ဘူးရလိုက်တဲ့ကောင်3ဂါဗီဒီ Grimando ဂါဗီရတယ် Grimando ရတယ်1,200,000နဲ့ဆရာကြီး2ယောက်ပြမယ်1,200,000နဲ့ဆရာကြီး2ယောက်ဒီ Grimandoဂါဗီ1,200,000နဲ့ဆရာကြီး2ယောက်hole player ကဲကံပေါ့ဗျာနောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆုံးတွေ့ကြမယ်